မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ဟာနှစ်တန်းပေါင်းများစွာရဲ့ဆင့်ကဲပြောင်းလဲမှုကနေရလာတဲ့အကောင်းဆုံးလက်ရာတစ်ခုပါဒါပေမဲ့ဘာဖြစ်လို့ခေတ်သစ်ကမ္ဘာမှာယောဂဗျာတွေထူပြောပြီးအလွယ်တကူပျက်စီးနေရတာလဲဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်တို့အတူတူရှာဖွေကြည့်ကြပါစို့ဒီနေ့မှာတော့စာရေးသူဟာမန်ပွန်စာရဲ့အတက်တေးပဲဆိုတဲ့စာအုပ်ကိုလေ့လာကြပါမယ်ဒီစာအုပ်ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာလုံးဝမတူညီတော့တဲ့အတိတ်ကမ္ဘာအတွက်ဖန်တီးထားတယ်လို့ဆိုပါတယ်ဒီလိုမကိုက်ညီမှုကပဲကျွန်တော်တို့ရဲ့ခေတ်သစ်ကျန်းမာရေးပြဿနာတွေရဲ့အဓိကအရင်းမြစ်ဖြစ်နေပါတယ်အတိတ်ကမ္ဘာအတွက်ဖန်တီးထားတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာတန်ပေါင်းများစွာသောနှစ်တွေအတွင်းတဖြည်းဖြည်းပြောင်းလဲလာတဲ့ပရိုတင်းဆက်ရုပ်တွေနဲ့တူပါတယ်အဓိကအားဖြင့်အမဲလိုက်သမားနဲ့အစားအစာရှာဖွေသူဘဝအတွက်ဒီဇိုင်းဆွဲထားတာပါဒီသမိုင်းကြောင်းကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံထဲမှာဆွဲထင်နေပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ရဲ့သွားတွေဟာအစားအစာမျိုးစုံကိုစားနိုင်ဖို့လိုက်ရောညီထွေဖြစ်နေပါတယ်နှလုံးနဲ့ကြွက်သားတွေကတော့အမြဲတမ်းလှုပ်ရှားသွားလာနေဖို့တည်ဆောက်ထားတာပါကျွန်တော်တို့ဟာကာယပိုင်းဆိုင်ရာအားစိုက်ထုတ်ရတဲ့ဘဝအတွက်ဖန်တီးခံထားရသူတွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစာခြေစနစ်ကိုကြည့်ကြရအောင်အစာအိမ်ကအက်ဆစ်ဓာတ်ဟာမတန်ရှင်းတဲ့အစားအစာတွေကိုတောင်ခြေဖြတ်နိုင်တဲ့သားကောင်စားတိရစ္ဆာန်တွေနဲ့ဆင်တူပါတယ်တခြားမြောက်ဝင်မျိုးနွယ်တွေထက်ဥလန်းကြောင်းကပိုတိုပါတယ်ဒါဟာအသားနဲ့ချက်ပြုတ်ထားတဲ့အစားအစာတွေပိုစားသုံးကြောင်းပြနေပါတယ်ခန္ဓာကိုယ်ပူချိန်ထိန်းညှိမှုမှာလည်းထူးခြားပါတယ်အမွှေးအမြင့်မရှိဘဲချွေးထွက်နိုင်တဲ့အရေပြားကအီကွေတာနာကအာဖရိကမှာနေကင်းဘက်လှုပ်ရှားတဲ့အခါအေးမြနေစေဖို့ဖြစ်ပေါ်လာတာပါနှာခေါင်းကြီးကြီးတွေကတော့ခြောက်သွေ့တဲ့ရာသီဥတုမှာရေဓာတ်ကိုထိန်းသိမ်းပေးပါတယ်ရှည်လျားတဲ့ခြေထောက်တွေအလွယ်တကူမပင်ပန်းတဲ့ကြွက်သားတွေနဲ့တမာတဲ့နှလုံးတွေကအမဲလိုက်ဘဝရဲ့အမှတ်သားပါပဲနေ့စဉ်ကီလိုမီတာပေါင်းများစွာခရီးသွားနိုင်အောင်ကူညီပေးပါတယ်ဒါပေမဲ့ဒီနေ့ခေတ်လူနေမှုပုံစံနဲ့တော့လုံးဝမကိုက်ညီတော့ပါဘူးစက်မှုထုံးကားပြီးလှုပ်ရှားမှုနည်းတဲ့ဘဝပုံစံနဲ့ပြုပြင်ထားတဲ့အစားအစာတွေကကြီးမားတဲ့ဆင့်ကဲဖြစ်စဉ်မကိုက်ညီမှုကိုဖန်တီးလိုက်ပါတယ်အတိတ်ကဘာအတွက်အကောင်းဆုံးဖြစ်ခဲ့တဲ့ခန္ဓာကိုယ်ဟာအခုတော့ပေါများမှုနဲ့မလှုပ်ရှားမှုတွေကြားမှာရုန်းကန်နေရပါတယ်လူသားမျိုးနွယ်ရဲ့ကွဲပြားမှုနဲ့လူမျိုးဆိုတဲ့အယူအဆလူသားတွေဟာဇီဝဗေဒအရအလွန်ကွဲပြားကြပါတယ်အရက်အမောင်းခန္ဓာကိုယ်အချိုးအစားနဲ့အရေပြားအယောင်လိုမျိုးအရေးသွေးတွေမှာမြင်နိုင်ပါတယ်ဒီကွဲပြားမှုတွေဟာမျိုးရိုးဗီဇပတ်ဝန်းကျင်နဲ့ဒေတာအလိုက်လိုက်ရောညီထွေမှုတွေကနေဖြစ်ပေါ်လာတာပါဥပမာအားဖြင့်ပူပြင်းတဲ့ရာသီဥတုကလူတွေဟာအရက်ရှည်ပြီးပိန်သွယ်တက်ကြပါတယ်ဒါကိုအယ်လန်နဲ့ဘတ်မန်ရဲ့နီးယာမောက်လို့ခေါ်ပါတယ်အမြင့်ပိုင်းဒေတာကလူတွေမှာတော့သွေးနဲ့ပတ်သက်တဲ့ထူးခြားတဲ့လိုက်ရောညီထွေမှုတွေရှိပါတယ်တိဘက်လူမျိုးတွေမှာဆိုရင်ဒန်နီဆိုဗန်လို့ခေါ်တဲ့ရှေးလူသားမျိုးနွယ်စီကရတဲ့ EPAS-1 ဗီဇရှိပါတယ်ဒီဗီဇကသူတို့ကိုအောက်ဆီဂျင်နဲ့တဲ့အမြင့်ပိုင်းဒေတာမှာရှင်သန်နိုင်အောင်ကူညီပေးပါတယ်ဒါတွေကတကယ်ဇီဝဗေဒဆိုင်ရာကွဲပြားမှုတွေပါဒါပေမဲ့လူမျိုးဆိုတဲ့အယူအဆကတော့သိပ္ပံနည်းကျအမှန်တရားမဟုတ်ပါဘူးဒါဟာယဉ်ကျေးမှုအရာတီထွင်ထားတဲ့လူမှုရေးဆိုင်ရာအမျိုးအစားခွဲခြားမှုတစ်ခုသာဖြစ်ပါတယ်ဇီဝဗေဒအရာတိကျတဲ့အုပ်စုတွေမဟုတ်ပါဘူးအရေပြားအယောင်လိုမျိုးအရေသွေးတွေဟာပထဝီဝင်အနေထားလိုက်တဖြည်းဖြည်းပြောင်းလဲသွားတာပါတိကျတဲ့လူမျိုးရေးဆိုင်ရာအုပ်စုတွေဖြစ်ခွဲခြားလို့မရပါဘူးလူသားအလုံးဟာသူတို့ရဲ့ DNA 999ရာခိုင်နှုန်းကျော်ကိုမျှဝေသုံးစွဲကြပါတယ်လူမျိုးရေးခွဲခြားမှုကတော့လူမျိုးကိုဇီဝဗေဒဆိုင်ရာအမှန်တရားဖြစ်အောင်ဖန်တီးပါတယ်ခွဲခြားဆက်ဆံခံရခြင်းကြောင့်ဖြစ်တဲ့နာတာရှည်စိတ်ဖိစီးမှုတွေအာဟာရမညီမျှမှုတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိမှုတွေကယောဂဖြစ်ပွားနှုန်းကိုမြင့်တက်စေပါတယ်ခေတ်သစ်ယောဂတွေရဲ့တရားခံအစစ်နှလုံးယောဂစီးချိုနဲ့ကင်ဆာလိုမျိုးယောဂတွေဟာခေတ်သစ်လူအဖွဲ့အစည်းမှာအဓိကသေဆုံးရခြင်းအကြောင်းရင်းတွေဖြစ်လာပါတယ်ဒီယောဂတွေဟာရှေးရိုးရာလူအဖွဲ့အစည်းတွေမှာတော့အလွန်ရှားပါးပါတယ်ဒါကိုမကိုက်ညီမှုယောဂများလို့ခေါ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီယောဂတွေဟာကျွန်တော်တို့နေ့စဉ်ကယ်လိုရီလောင်ကျွမ်းမှုနည်းသွားလို့မဟုတ်ပါဘူးလေ့လာမှုတွေအရအမဲလိုက်သမားတွေဟာခေတ်သစ်ထိုင်အားရအလုပ်လုပ်သူတွေနဲ့နေ့စဉ်ကယ်လိုရီလောင်ကျွမ်းမှုပမာဏအတူတူပဲဖြစ်ပါတယ်အဓိကတရားခံကတော့ကျွန်တော်တို့ရဲ့အစားအသောက်ပါအထူးသဖြင့်အလွန်ကြုံပြုပြင်ထားတဲ့အစားအစာတွေပါဒီအစားအစာတွေဟာအရသာအလွန်ကောင်းအောင်ကယ်လိုရီများအောင်ဒါပေမဲ့ပရိုတင်းနဲ့အမြင့်ဓာတ်နည်းအောင်ဖန်တီးထားတာပါဒါကြောင့်လူတွေဟာအလွန်ကြုံစားသုံးမိကြပါတယ်လေ့လာမှုတစ်ခုမှာတော့ဒီလိုအစားအစာတွေစားတဲ့အခါလူတွေဟာတစ်နေ့ကိုကယ်လိုရီ900ပိုစားမိကြတယ်လို့ဆိုပါတယ်ဒါဟာအဝလွန်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်ဒါအပြင်နာတာရှည်စိတ်ဖိစီးမှုအိပ်စက်မှုမလုံလောက်ခြင်းနဲ့ပတ်ဝန်းကျင်ကအနုဇီဝပိုးမွှားတွေနဲ့ထိတွေ့မှုနည်းခြင်းကလည်းယောဂတွေကိုဖြစ်စေပါတယ်ဒါကိုတန်ရှင်းမှုအယူအဆလို့ခေါ်ပြီးကိုယ်ခံအားစနစ်ကိုထိခိုက်စေပါတယ်ဉာဏ်ရည်နဲ့ပါရမီမျိုးရိုးလားပတ်ဝန်းကျင်လားဉာဏ်ရည်ဆိုတာကိုယဉ်ကျေးမှုအလိုက်အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်ဥပမာအာဖရိကကဟက်ဆတ်လို့ခေါ်တဲ့လူမျိုးစုတွေရဲ့တိရစ္ဆာန်ခြေရာခံတဲ့စွမ်းရည်ဟာအနောက်တိုင်းအိုင်ကျူစစ်ဆေးမှုတွေနဲ့
တိုင်းတာလို့မရတဲ့ဉာဏ်ရည်တစ်မျိုးပါပဲကျွန်တော်တို့ရဲ့အုံနောက်တွေဟာမွေးဖွားလာတဲ့အခါမပြီးပြည့်စုံသေးပါဘူးတင်ယူမှုနဲ့လိုက်ရောညီထွေဖြစ်အောင်ဒီဇိုင်းဆွဲထားတာပါဒါကြောင့်ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကိုအလွန်ခံရလွယ်ပါတယ်အိုင်ကျူစစ်ဆေးမှုတွေရဲ့တမိုင်းကလည်းလူမျိုးရေးခွဲခြားတဲ့အသုံးချမှုတွေနဲ့ပြည့်နေပါတယ်ဒီဗန်ပို့လို့ခေါ်တဲ့နေရာကမိဘမဲ့ကလေးတွေအပေါ်လိလာမှုတစ်ခုကတက်တည်ပြခဲ့ပါတယ်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဟာအိုင်ကျူအမှတ်တွေကိုတိတိတတ်တာမြင့်တင်ပေးနိုင်ပါတယ်အိုင်ကျူစစ်ဆေးမှုတွေဟာအုံနောက်ရဲ့မွေးရပါစွမ်းဆောင်ရည်ထက်ယဉ်ကျေးမှုဆိုင်ရာဗဟုသုတကိုပိုတိုင်းတာပါတယ်ပါရမီဆိုတာကလည်းမွေးရပါထက်လေ့ကျင့်ယူရတာကအဓိကပါနာရီပေါင်း1000လေ့ကျင့်ရမယ်ဆိုတဲ့စီးမြင်လို့ပေါ့ထူးချွန်တဲ့စွမ်းဆောင်ရည်တွေဟာကောင်းမွန်တဲ့တင် जा မှုနဲ့အတူနာရီထောင်ပေါင်းများစွာလေ့ကျင့်မှုလိုအပ်ပါတယ်မျိုးရိုးဗီဇကအခန်းကဏ္ဍတိတိလေးကနေပါဝင်ပါတယ်ဒါပေမဲ့နီးပြကောင်းတွေအရင်းမြစ်တွေနဲ့ယဉ်ကျေးမှုဆိုင်ရာအားပေးမှုတွေကအားကစားမှာအောင်မြင်ဖို့အတွက်မျိုးရိုးဗီဇထက်အများကြီးပိုအရေးကြီးပါတယ်လိန်ကြားမတဘာဝနဲ့ယဉ်ကျေးမှုကျွန်တော်တို့ခန္ဓာကိုယ်တွေဟာအစပိုင်းမှာလိင်သက်မှတ်ချက်မရှိပါဘူးပုံမှန်အားဖြင့်အမျိုးသမီးအဖြစ်ဖွံ့ဖြိုးပါတယ် Y ခရိုမိုဆိုးပေါ်က SRY လို့ခေါ်တဲ့ဗီဇကမှအမျိုးသားအဖြစ်ဖွံ့ဖြိုးမှုကိုစတင်စေတာပါဒါပေမဲ့ခရိုမိုဆိုးဒါမှမဟုတ်ဟော်မုန်းတွေမှာကွဲပြားမှုတွေရှိနိုင်ပါတယ်ဥပမာ XXY ခရိုမိုဆိုးရှိတာမျိုးပေါ့ဒါတွေကလိင်နှမျိုးလုံးရဲ့လက္ခဏာတွေပါတဲ့ intersex အခြေအနေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ဇီဝလိင်ဟာအဖြူအမဲလို့တိကျမှတ်နေပါဘူးဂျန်နာဆိုတာကတော့လူတစ်ယောက်ကသူ့ကိုယ်သူဘလို့သတ်မှတ်လဲလူအဖွဲ့အစည်းကယောက်ျားပိသားချင်းမိန်းမပိသားချင်းကိုဘလို့သတ်မှတ်လဲဆိုတာနဲ့ဆိုင်ပါတယ်ဒါဟာယဉ်ကျေးမှုနဲ့ကိုယ်ပိုင်မှတ်တညာဖြစ်ပါတယ်အမျိုးသားနဲ့အမျိုးသမီးကြားမှာဇီဝကမဆိုင်ရာပြင်းပြကွာခြားချက်တွေတော့ရှိပါတယ်အဓိကအားဖြင့်တက်စတာစယုံဟော်မုန်းကြောင့်ပါအမျိုးသားတွေဟာပြင်းပြအားဖြင့်10%ကနေ30%အထိပိုတန်ပါပြီးပုံမြန်ဆန်ကြပါတယ်ဒီကွာခြားချက်တွေရှိပေမဲ့တဦးနဲ့တဦးထပ်တူကြမှုတွေအများကြီးရှိပါတယ်အမျိုးသမီးဆိုတာဘာလဲဆိုတဲ့မေးခွန်းကဇီဝဗေဒနဲ့ကိုယ်ပိုင်မှတ်တညာကြားကရှုပ်ထွေးမှုကိုပြနေပါတယ်တင်းကျပ်တဲ့အမြင်တွေကိုကျော်လွန်ပြီးနားလည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ကုခံအားစနစ်မိတ်ဆွေလားရန်သူလားကျွန်တော်တို့ရဲ့ကုခံအားစနစ်ဟာအလွန်ရှုပ်ထွေးတဲ့ကာကွယ်ရေးကွန်ရက်ကြီးတစ်ခုပါရိုးရင်းကျင်စီမှာမွေးဖွားလာတဲ့သွေးဖြူဦးဘီလီယံပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်သူတို့ဟာခန္ဓာကိုယ်ထဲကျူးကျော်လာတဲ့ရန်သူတွေကိုဖော်ထုတ်တိုက်ခိုက်ပါတယ်ဒါပေမဲ့ခေတ်သစ်လူနေမှုပုံစံကကိုခံအားစနစ်ကိုဒုက္ခပေးပါတယ်ခေတ်သစ်အစားအစာလှုပ်ရှားမှုနေခြင်းနဲ့ဘဝလွန်ခြင်းတွေကနာတာရှည်ရောင်ရမ်းမှုကိုဖြစ်စေပါတယ်ဒါကသွေးကြောတွေကိုပျက်စီးစေပြီးနှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်တန်ရှင်းလွန်းတဲ့ပတ်ဝန်းကျင်ကလည်းပြဿနာတစ်ခုပါအနုဇီဝပိုးမွှားတွေနဲ့ထိတွေ့မှုနေတာကြောင့်ကိုခံအားစနစ်ကအလုတ်လုတ်ပုံမှားယွင်းလာနိုင်ပါတယ်ဒါကြောင့်ဓာတ်မတည့်ခြင်းနဲ့ကိုပြန်တိုက်ခိုက်တဲ့ယောဂါတွေဖြစ်လာပါတယ်ကာကွယ်ဆေးတွေကတော့သိပ္ပံပညာရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါသူတို့ဟာကျွန်တော်တို့ရဲ့ကိုခံအားစနစ်ကိုယောဂမဖြစ်ဘဲနဲ့ယောဂပိုးတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်ပေးပါတယ်ဒါပေမဲ့သတင်းမှားတွေကြောင့်ကာကွယ်ဆေးကိုတန်တရားဝင်ခြင်းကအန္တရာယ်ကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေစေပါပိုကောင်းတဲ့အနာဂတ်အတွက်ဇီဝဗေဒကိုနားလည်ခြင်းကျွန်တော်တို့အသက်ရှည်လာကြပေမဲ့ကျန်းမာစွာအသက်ရှည်ခြင်းကပိုအရေးကြီးပါတယ်ဒါကတော့မတန်ဆွမ်းမှုမရှိဘဲနေထိုင်နိုင်တဲ့နှစ်အရေးအတွက်ကိုဆိုလိုတာပါလေ့ကျင့်ခန်းအစားအသောက်အိပ်စက်ခြင်းနဲ့စိတ်ဖိစီးမှုထိန်းချုပ်ခြင်းကအဓိကတော့ချက်တွေပါဒါပေမဲ့အိုမင်းခြင်းကိုတော့ရှောင်လွှဲလို့မရပါဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာဟောင်းနှွမ်းသွားဖို့ဆင့်ကဲပြောင်းလဲလာတာပါမျိုးပွားနိုင်တဲ့အရွယ်ကိုကျော်လွန်သွားတဲ့အခါခန္ဓာကိုယ်ရဲ့ပြုပြင်ထိန်းသိမ်းမှုကကျဆင်းလာပါတယ်အိုမင်းခြင်းကိုနှေးကွေးစေဖို့သုတေသနတွေလှုပ်ဆောင်နေပါတယ်မက်ဖော်မင်လိုမျိုးဆေးဝါးတွေကတရိတ်ဆန်တွေမှာအသက်ရှည်စေပေမဲ့လူတွေအတွက်တော့အသက်တွေမပြနိုင်သေးပါဘူးအသက်150နေရမယ်ဆိုတာကတော့လောလောဆယ်မှာသိပ္ပံစိတ်ကူးရင်ပါပဲလူခန္ဓာကိုယ်ဇီဝဗေဒကိုနားလည်ခြင်းကကျွန်တော်တို့ကိုစွမ်းအားပေးပါတယ်ဒါကကျန်းမာရေးအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်စေပြီးသတင်းအမှားတွေကိုတွန်းလှန်နိုင်စေပါတယ်ကျွန်တော်တို့ရဲ့တူညီတဲ့လူသားမျိုးနွယ်ဖြစ်တည်မှုကိုအတိအမှတ်ပြုစေပါတယ်ဒီအသိပညာကလူမျိုးရေးခွဲခြားမှုကိုတိုက်ဖြတ်ဖို့ကူညီပါတယ်လူမျိုးဟာလူလို့ယူဆဖြစ်ကြောင်းသိခြင်းကခွဲခြားမှုရဲ့သိပ္ပံနည်းကျအခြေခံကိုဖြိုဖျက်ဖြစ်ပါတယ်လူမှုရေးဖိအားတွေကကျန်းမာရေးကိုဘယ်လိုထိခိုက်လဲဆိုတာနားလည်စေပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေကိုတဦးချင်းဖြေရှင်းလို့မရပါဘူးရာသီဥတုပြောင်းလဲမှုနာတာရှည်ယောဂတွေနဲ့လူမှုရေးကွဲပြားမှုတွေအတွက်စုပေါင်းလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဟာမျိုးစိတ်တစ်ခုတည်းဆိုတာကိုအတိအမှတ်ပြုရပါမယ်ဒီစာအုပ်ကနေကျွန်တော်တို့သင်ယူနိုင်တာကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာခေတ်သစ်ကဘာနဲ့မကိုက်ညီတော့ဘူးဆိုတာပါပဲလူမျိုးဆိုတာလူမှုရေးအရာတီထွင်ထားတာဖြစ်ပြီးနာတာရှည်ယောဂတွေရဲ့တရားခံအစ်စ်ကကျွန်တော်တို့ရဲ့အစားအသောက်ပါဒီအသိပညာကိုအသုံးပြုပြီးမှန်ကန်တဲ့ကျန်းမာရေးရွေးချယ်မှုတွေပြုလုပ်ကြပါလူမှုရေးမညီမျှမှုတွေကိုစိန်ခေါ်ပြီးအလုံးအတွက်ပုံမကျန်းမာပြီးတရားမျှတတဲ့အနာဂတ်ကိုအတူတကွတည်ဆောက်ကြဖို့တိုက်တွန်းလိုက်ပါတယ်